အားလုံးမင်္ဂလာပါဒေါက်တာဆောလက်ဆော့ page ကနေကြိုဆိုပါရစေဒီနေ့ကမေးထားတာလေးတစ်ခုဖြည့်ပြမယ်ပေါ့နော်စီပီကိုရဲ့ချက်ကဘာလို့ဖင်တွေဖောက်စားတာအစားကလည်း10လုံး7လုံးကုန်လည်းမဖြစ်လို့လဲစီရတယ်ဆိုတဲ့အခါကျတော့ချက်ဖင်စိတ်တာပေါ့နော်ဖင်ဖောက်စားရဲဆိုတော့စိတ်တဲ့စင်အောင်မဟုတ်တော့ဖောက်စားတဲ့အဆင့်ဆိုတော့နည်းနည်းတော့စိုးနေတဲ့အခြေအနေမျိုးပေါ့နော်သူကအဲ့လိုအခြေအနေမျိုးသူချွန်ချက်တစ်ခုရေးထားပြီနော်10လုံး17လုံးတော့ထားပါဆိုလိုချင်တာကတော့အစာလဲစားရတာနဲ့ပေါ့နော်အများသောအဖြစ်ကချက်ဖင်စိတ်တဲ့ပြဿနာအဲ့လိုဖင်ဖောက်စားတဲ့ပြဿနာကအစာအာဟာရကျွေးတာနည်းတဲ့အခါမျိုးတွေမှာဖြစ်တတ်တယ်နောက်တစ်ခုကကျွေးတဲ့အစာအာဟာရမှာလည်းအာဟာရဓာတ်လျော့နေတဲ့အခါမျိုးတွေမှာလည်းဒီလိုဖင်စိတ်တဲ့ပြဿနာဖြစ်တတ်တယ်ပေါ့နော်ဖင်စိတ်ကြရင်လည်းဒီနေ့အဖြစ်စားအရာကတွင်းတွေ့သွားတာပေါ့နော်အရာသာကြိုက်သွားတယ် protein တွေကျွဲသွားတော့ဦးကလီစာတွေပါစားပြီးတော့ cannibalism လို့ခေါ်တဲ့အခြေအနေမျိုးလေးတွေဖြစ်သွားတာပေါ့နော်ဆိုတဲ့အခါကျတော့ဆက်ပြောရမယ်ဆိုရင်တော့ခုနကပြောရမယ်ဆိုရင်အစာအာဟာရပေါ့နော်အစာအာဟာရထဲမှာကျွန်တော်တို့ဒီ protein တက်အားနေတဲ့ခါမျိုးနေပါတဲ့ခါမျိုးတွေနောက် calcium vitamin mineral ပေါ့နော်စားတဲ့အစာအာဟာရတက်တွေရောနေတဲ့ခါမျိုးမှာလည်းကျွန်တော်တို့အဲ့လိုမျိုးဖိစိတ်တဲ့ပြဿနာကဖြစ်တတ်တယ်ပေါ့နော်ဆိုတဲ့အခါကျတော့ဒါတင်မင်းလားဆိုဒါတင်လည်းမဟုတ်ဘူးကျက်မှာလည်းကျွန်တော်တို့ဒီခံစားရတဲ့စိတ်ဖိစီးမှုပေါ့နော် stress တွေမျိုး stress ဆိုတဲ့နေရာမှာလည်းမျိုးရှိတယ်ချက်တွေကိုစိတ်ဖိစီးစေတဲ့အကြောင်းအရာတွေအများကြီးဥမာအဖြစ်ဆိုရင် overcrowding လို့ခေါ်တဲ့ဒီရှိထိုက်တဲ့အကောင်ကြီးတက်ပို့ပြီးတော့ထည့်များနေတာပေါ့နော်ထားအလွယ်ပြောရမယ်ဆိုရင်ချက်က1500ချန်လေးကို2000ပြုတ်သိပ်ပြီးထည့်ထားတဲ့ခါမျိုးလေးတွေမှာချက်တွေအကောင်ကြီးလာတဲ့ခါမှာပြုတ်သိပ်နေပြီးတော့ overcrowded ဖြစ်ပြီးတဲ့နောက်ပိုင်းမှာအချင်းချင်းကအစာပန်းနောက်အစာပန်းတွေလည်းမလုံလောက်ဘူးနော်အစာပန်းတွေမလုံလောက်ဘူးအချင်းချင်းနီးကပ်လာတဲ့အတွက်ကြောင့်မလို့တကောင်လည်းစောကြစိတ်ကြရင်းနဲ့စိတ်မိသွားရင်တော့တန်ရာပြင်းထန်တဲ့အတွက်ကြောင့်မလို့ပေါက်သွားတယ်တော့ဒီအနီရောင်လေးပေါ့နော်ထားပါတော့အနီရောင်တော့၎င်းဒီစိတ်မိတဲ့အရာသာလေးပေါ့နော်အရာသာကိုကြိုက်သွားတယ်နောက်အနီရောင်လည်း sensitive ဖြစ်တာလည်းပါတယ်ပေါ့နော်ဆိုတော့ဒီလိုအကြောင်းအရာတွေကြောင့်ဖြစ်တယ်နောက်တစ်ခုကျတော့အလင်းရောင်အရန်လင်းလုံးနေဆိုရင်လည်းဖြစ်တတ်တယ်ပေါ့နော်တနည်းအားဖြင့်နေရောင်အပြောက်လေးတွေကြားတဲ့ခါမျိုးလေးတွေမှာလည်းဖြစ်တတ်တယ်တချို့ဒီခေါင်းမိုးပေါ့နော်တနည်းအားဖြင့်အမိုးကမလုံတဲ့ခါမျိုးမှာအပေါက်လေးတွေရှိတဲ့ခါမျိုးမှာနေအောင်လေးတွေကြားတဲ့ခါမျိုးမှာသူတို့ကလိုက်စိတ်ရင်းနဲ့လည်းဒါမျိုးအချင်းစိတ်မိတာလည်းဖြစ်တတ်တယ်ပေါ့နော်ဆိုတော့အကြောင်းအရာတော့အမျိုးရှိတယ်ကိုတနည်းအားဖြင့်သူကပြောထားတဲ့ပုံစံကအစာစားလုံးမိတယ်ပေါ့နော်အစာစားလုံးမိတယ်ဆိုရင်ကျွန်တော်ပြောတဲ့အချက်အရာတွေပြန်စစ်ဆေးပါအစာထဲမှာအာဟာရဓာတ်လို့ဆိုအာဟာရဓာတ်ဖြစ်မယ်ရေပုံမှန်တိုက်မယ်ရေထဲမှာ vitamin mineral ပျော်သွားတဲ့ရေတွေကိုဖြော်တိုက်မယ်နောက်ဒီချက်ရဲ့ရေဘူးရေခွက်တွေစစ်ဆေးမယ်နောက်ဒီချောင်ရှိတနဲ့သူနေထိုင်တဲ့ပတ်ဝန်းကျင်မှာထားမယ်ဆိုရင်အဆင်ပြေသွားပါလိမ့်မယ်နော်